ပထမဆုံးဇာတ်ကားမှာသရုပ်ဆောင်တဲ့စံထိပ်ထားဦးကိုအခုလိုဝေဖန်လိုက်တဲ့နေတိုအော်ဒီဇင်ဇာတ်ရုပ်ကိုပြပြအောင်သရုပ်ဆောင်နိုင်တဲ့စံထိပ်ထားဦးကိုမှတ်ချက်ပေးလာတာကနေတိုပါနေတိုနဲ့စံထိပ်ထားဦးတို့ဟာမီရှဲဆိုတဲ့ရုပ်ရှင်ဇာတ်ကားမှာတားဖားတွေအဖြစ်သရုပ်ဆောင်ထားတာဖြစ်ပါတယ်အဆိုပါဇာတ်ကားမှာတော့မင်းသမီးကြီးရှို့ပြုံးရှောရည်တနာဘုဒ္ဓကလည်းအကောင်းဆုံးသရုပ်ဆောင်ထားသလိုစံထိပ်ထားဦးကလည်းအော်ဒီဇင်ဇာတ်ရုပ်နေရာမှာအကောင်းဆုံးသရုပ်ဆောင်ထားတာဖြစ်ပါတယ်အလုံးတိကျတဲ့အတိုင်းစံထိပ်ထားဦးဟာသရုပ်ဆောင်မင်းသမီးခိုင်တင်းကြည်ရဲ့လူတဲ့တော့သမီးလေးပါအစောပိုင်းမှာတော့စံထိပ်ထားဦးဟာတခြားသောအနုပညာရှင်တွေရဲ့သားသမီးတွေလိုရှစ်စရာမကောင်းလို့ဝေဖန်ခံရပါတယ်ဒါပေမဲ့လည်းအခုလိုစံထိပ်ထားဦးလေးဟာအနုပညာစံတက်လာကတရှင်းဆိုကောင်းလို့ရုပ်ဆောင်လဲကောင်းတာဖြစ်ပါတယ်အခုဆိုပဲမင်းသမီးမှာတရုပ်မဆောင်နိုင်တဲ့အော်ဒီဆင်ဇာတ်ရုပ်နေရာမှာတရုပ်ဆောင်နိုင်တာကြောင့်အကယ်ဒမီဆုကြီးရဖို့95%လောက်တည်ချနေတာဖြစ်ပါတယ်အခုဆိုဗိတ်တက်တွေကလည်းစံထိပ်ထားဦးမှစံထိပ်ထားဦးဖြစ်နေပါပြီဒီတော့ကတော့စံထိပ်ထားဦးလေးဟာမိခင်ခိုင်တင်းကြည်ရဲ့အနုပညာအမွေကိုဆက်ခါနိုင်တဲ့သမီးလေးဖြစ်ပြီးအခုထက်ပိုမိုအောင်မြင်လာနိုင်ပွဲရှိတယ်လို့မှတ်ချက်ပေးပါတယ်ကြည့်ရှုနေကြတဲ့ဗိတ်တက်တွေကရောစံထိပ်ထားဦးကိုအားပေးကြပါသလားရှင်တိုက်ကိုဗိတ်တက်တွေကအမေအတွေ့အပြေပါတဲ့အနုပညာရှင်တွေအဖြစ်တခနဲ့လက်ခံသွားစေခဲ့တဲ့အဓိကအကြောင်းရင်းကတော့သူမပါဝင်တရုပ်ဆောင်ခဲ့တဲ့မီရှဲဆိုတဲ့ဇာရုပ်ကြောင့်ပါပဲဒီစကားမှာထိတ်ထိတ်ဟာအော်ဒီဆင်ဝေဒနာခံစားနေရတဲ့ကလေးမလေးမီရှဲအဖြစ်အခက်အခဲဆုံးဇက်ကောင်နေရာကနေရဲဝံ့ဝံ့တရုပ်ဆောင်ခဲ့တာပါတကယ်တော့ဒီစကားကိုရိုက်ကူးဖို့အတွက်ထိတ်မှာအချိန်ယူပြီးကြိုတင်ပြင်ဆင်ခွင့်လေ့လာခွင့်တိတ်မရခဲ့ပါဘူးအတွေ့အကြုံနုနယ်တဲ့သူမအတွက်ဒီလောက် heavy ဖြစ်တဲ့ခံစားချက်အပြည့်ထဲရမယ်ဇာဝင်ခန်းတွေဟာအမတန်ကိုခက်ခဲတဲ့စိန်ခေါ်မှုတစ်ခုဖြစ်ခဲ့ပါတယ်ဒါပေမဲ့ဒီအခက်အခဲတွေကိုအကောင်းဆုံးကျော်ဖြတ်နိုင်ခဲ့တာကတော့သူမရဲ့ကြိုးစားမှုအပြင်ဇာကားထဲမှာမီရှယ်ရဲ့မိခင်အဖြစ်ရုပ်ဆောင်ခဲ့တဲ့ဝိုင်းရဲ့မင်းမီချောရည်တနာနဲ့မပုံတို့လိုစီနီယာတွေရဲ့ဝိုင်းဝန်းတင်ကြားပြသမှုတွေကြောင့်ပါပဲဒါပြင်အပြင်ကမိခင်ရင်ဖြစ်တဲ့မခိုင်လေးကိုယ်တိုင်ကလည်းမအားလက်တဲ့ကြားကနေအရေးကြီးဇာဝင်ခန်းတွေဆိုရင်အိမ်မှန်ကလေးကကြိုတင်လေ့ကျင့်မှုတွေလုပ်ပေးခဲ့ပါတယ်ဒီလိုကြိုးစားအားထုတ်မှုတွေရဲ့ရလဒ်ကတော့အခုချိန်မှာဗိတ်တွေရဲ့တခနဲ့အားပေးမှုတွေရရှိခဲ့ပါတယ်တဲ့ကိုယ်တိုင်ကတောင်ဇာကားထွက်လာပြီးပြန်ကြည့်တဲ့အခါပထမပိုင်းမှာကိုကြည့်ပြီးရှင်းနေခဲ့ပေမဲ့နောက်ပိုင်းမှာတော့မီရှယ်ရဲ့ဘဝထဲကိုလုံးဝစီမျောသွားပြီးကိုချင်းစာတနာမိတဲ့အထိဖြစ်ခဲ့ရပါတယ်နှစ်တဲ့အကြာကြီးတွဲလာခဲ့တဲ့ရှစ်သူကိုလုံးဝမချပြပဲစင်ကယ်လိုနေနေတာကြောင့်ဝေဖန်မှုတွေမြင့်တက်နေတဲ့တရုပ်ဆောင်ခင်ဝဝဗိတ်တက်အားလုံးရှင်းမြင်လို့ရတဲ့မင်းသမီးချော်လေးခင်ဝဝကတော့နည်းနည်းရှိကြောင်းအောင်တွဲလာခဲ့တဲ့ရှစ်သူတယောက်လုံးရှိလာတော့စင်ကယ်လိုမျိုးနေခဲ့တာကြောင့်ဗိတ်တက်တွေအားလုံးစီကအပြစ်ပြောခံနေရပြီပဲဖြစ်ပါတယ်အားလုံးသိကြတဲ့အတိုင်းရှစ်သူရေးစားရှိပြီးဆိုရင်အနုပညာရှင်တွေကိုယ်တိုင်ကလည်းတရားဝင်ရှာပြနေခဲ့ပေမဲ့မင်းသမီးချော်လေးခင်ဝဝကတော့အလုပ်ကိစ္စကြောင့်ဘသူကိုမှရှာမပြပဲတယောက်တည်းစင်ကယ်ဖြစ်ကြောင်းချပြထားခဲ့တာဖြစ်ပါတယ်အဲ့ဒါအပြင်အမြဲတမ်းပျော်ပျော်ရွှင်ရွှင်နဲ့တနေ့တစ်မျိုးမရိုးရအောင်ဈေးပန်းတွေလည်းခင်တက်သေးတာမို့ရုပ်ဆောင်ခင်ဝဝကိုအကုန်လုံးကစင်ကယ်တရားလိုပဲထင်နေခဲ့ကြတာဖြစ်ပါတယ်ဗိတ်တက်တွေအားလုံးကတော့ခင်ဝဝတရားအစောဟန်နေတာနဲ့တွဲနေကြတယ်ဆိုတာကိုဓာတ်ပုံတစ်ပုံတွေ့တော့မှတတိထားမိခဲ့ကြတာဖြစ်ပြီးဒီလိုမျိုးတိတိကျကျသတင်းတွေထွက်လာခဲ့တာတောင်မှဝန်ခံရှင်လုံးဝရှိမနေခဲ့ပါဘူးအဲ့ဒါအပြင်ရိုက်ခွင်းတစ်ချောင်းမှလည်းမင်းသားအလင်းအောင်နဲ့အတူလိုအပ်တာဆက်ပို့ပြီးခင်မင်ရင်းနှီးနေကြတာမို့ဗိတ်တက်တွေအားလုံးကတမတ်ကိုဝိုင်းပြီးအပြစ်တင်ဝေဖန်နေကြတာပဲဖြစ်ပါတယ်လိုပဲဖြစ်ပါဗိတ်တက်ကြီးတို့ရောခင်ဝဝတရားသူ့ရဲ့အရှိရေးနဲ့ပတ်သက်ပြီးအခုလိုမျိုးတရားဝင်ရှာမပြတာနဲ့ပတ်သက်လို့ဘယ်လိုမျိုးထင်လဲဆိုတာပြောပြသွားကြပါအောင်နော်ကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါရှင်